မိဘတွေစားခြင်းနဲ့ဒူရင်တီလေးဝယ်လာပြီးတော့တလားကိုအပြန်မှာတော့တမန်တိမ်မောက်ရင်းနှီးခဲ့ရပေမဲ့ကယ်ဆယ်တဲ့သူတွေနဲ့တွေ့ပြီးတော့ကံကောင်းခဲ့ရသူကိုဝင်ဆောင်အမျိုးသမီးမင်္ဂလာပါပရိသတ်ကြီးတို့ရေလောကမှာတော့မိဘအပေါ်တိတက်သူတွေဟာအရာရာအဆင်ပြေပြီးတော့ဘေးအန္တရာယ်တွေကနေကင်းဝေးကြတယ်ဆိုတာကဟိုးရှိကလေးကလက်ခံလာခဲ့ကြတာပါတကယ်တော့မိဘဟာကျွန်တော်တို့ကျမတို့တွေအတွက်တက်ရှိဖျားဆိုရင်လည်းမမားပါဘူးရှင်ငယ်စဉ်တောင်ကြီးကလေးဘဝတွေကမိဘတွေဟာကိုသားသမီးတွေကိုစားဝိနေရေးပြည်လဲရေးအတွက်လုံပန်းနေကြရတဲ့အပြင်လမ်းမမရအောင်လဲအမြဲတုန်တင်ဆုံးမပေးနေတတ်ကြသူတွေပါဒီလိုမိဘကျေးဇူးတွေကိုတည်တက်ပြီးတော့ကြိုးမွေးပြုစုနေတဲ့သူတွေဟာဘယ်တော့မှထမင်းမငတ်ပါဘူးရှင်မိဘအပေါ်ကျေးဇူးတည်တက်သူတွေဟာကံကောင်းတယ်ဆိုတာကတော့အခုပြောပြပေးသွားမယ့်အကြောင်းအရာလေးကတာရကတစ်ခုပဲဖြစ်ပါတယ်ဟုတ်ကဲ့ပါရှင်မေလ28ရက်နေ့ကမော်ရင်စိတ်ကံဘက်ကနေညနေ6နာရီကျော်လောက်တမန်စီဖို့စတင်ထွက်ချိန်မှာပဲတမန်တိမ်မမှုနဲ့ကြုံလိုက်ရတာကတော့ကိုဝင်ဆောင်တူဖြစ်သူမထေးထေးကျွယ်ပဲဖြစ်ပါတယ်။သူမကမိဘတွေစားခြင်းနဲ့ဒူရင်သီးလေးဝယ်လာပြီးတော့သူမနေထိုင်ရာဒလာမျိုးကိုပြန်ဖို့အတွက်တမန်စီးခဲ့စင်မှာတော့အခုလိုတသက်မမေ့နိုင်စရာအဖြစ်နဲ့ကြုံလိုက်ရတာပါ။သူမတို့တမန်ကညနေ6နာရီခွဲကျော်လောက်မှာတော့စတင်ထွက်ခဲ့တာဖြစ်ပြီးတော့တမန်မောင်းသူအပြင်ခီးတဲ့ဆက်တူပါဝင်ခဲ့တယ်လို့ဆိုပါတယ်။တမန်ကတိုင်းကြီးနေလို့တမန်သမားကရှင်းနေရင်နဲ့ဘေးကိုကတ်သွားပြီးတော့တင်မောကြီးနာရောက်ချိန်မှာရေစီးတဲ့ရောက်သွားလားမသိဘူးတချမ်းဆောင်ပြီးတော့ဖြစ်သွားတာတမန်ဆောင်သွားတဲ့အချိန်မှာတော့ဘေးမှာဦးလေးကြီးတွေကောင်မလေးတွေနဲ့ကလေးလေး2ယောက်လည်းရှိနေတယ်တမန်ဆောင်သွားတဲ့အတိုင်းပဲဘောအောက်ထဲရောက်သွားတာလက်ထီဝတ်တဲ့ကျဲရိုက်လိုက်မိတဲ့အချိန်တတိဝင်လာတယ်တင်မောအောက်မှာစိတ်ထဲမှာပန်ကာလဲတဲ့ဟာကြီးရှိရဲဆိုပြီးတော့အပြေကိုပဲရေကူးပြီးတော့ပြန်တက်တာအဲ့အောက်ရောက်ရင်တင်မယ်လို့စိတ်ကတွေးပြီးတော့ရေဘော်ကိုအရင်ဆုံးရအောင်ပြန်တက်တာရေပေါ်ပေါ်လာတဲ့အချိန်မှာလာခဲ့တဲ့သူတွေကဟိုဘက်မှာကြီးပဲတက်ကြီးရွယ်ဦးလည်းပါတော့အဲ့ဘက်ကိုအရင်ဦးစားပေးတာနေမှာပေါ့နောက်ကူးလာတဲ့သူကလက်ချက်ကလမ်းပစ်ပေးတယ်သူတို့ပစ်ပေးပေမဲ့ကိုကတင်မောအောက်မရောက်သွားဖို့ပဲအထက်ကကူးနေရတာလေပြီးတော့ခြေကုပ်လက်ပံအရန်ကျနေပြီအဲ့ဒီအချိန်မှာပဲသူတို့ပစ်ပေးတဲ့ဟာကကိုစီတန်းရောက်လာပြီးတော့အကိုကြီး2ယောက်နဲ့အမကြီး1ယောက်ကအပေါ်ဆွဲတင်သွားတာဆုံးရှုံးသွားတာတော့ဝယ်လာတဲ့ဒူရင်သီးလေးရဲ့ပတ်စံ9000ရေပါပဲကူညီပေးခဲ့တဲ့အကိုကြီးတွေအမကြီးတွေကိုလည်းကျေးဇူးတင်ပါတယ်သူတို့ကိုလည်းမမိတော့ဘူးသူတို့နဲ့ပြန်တွေ့ရင်လည်းကျေးဇူးဆက်တဲ့အနေနဲ့တခုခုလုပ်ပေးဆိုလဲလုပ်ပေးချင်ပါတယ်မတွေ့သေးတဲ့သူတွေလည်းပြန်တွေ့စေချင်တယ်လို့သူမကတော့ဖြစ်ပျက်ခဲ့တဲ့အကြောင်းကိုတော့စိတ်မကောင်းစွာနဲ့ရှင်းပြခဲ့တာပဲဖြစ်ပါတယ်အဆိုပါတမန်တိမ်မောက်မှုကြောင့်တင်မောမောင်းသူနဲ့ခီးတဲ့2ဦးကဒီနေ့အထိပျောက်ဆုံးနေပြီးတော့ခီးတဲ့9ဦးကိုတော့အသက်ရှင်လျက်ကယ်တင်နိုင်ခဲ့တယ်လို့သိရပါတယ်သူမအခုလိုကံကောင်းအသက်ရှင်ခဲ့ရတာကမိဘကိုလှုပ်ကြွေးပြုစုပေးနေတဲ့အကျိုးကျေးဇူးလည်းပါနိုင်တယ်လို့တမန်စထွက်ကလေးကဖျားစာတောက်လျှောက်ယူနေကြတာကြောင့်လေအခုလိုခြေကုံလက်ပန်းကျဆက်မကူးနိုင်တော့တဲ့အချိန်ကဲမဲ့သူတွေနဲ့တွေ့ရတာလို့ထင်မြင်မိကြောင်းကိုတော့မထေးထေးကျွယ်ကဆိုခဲ့တာပဲဖြစ်ပါတယ်ရှင်ဟုတ်ကဲ့ပါရှင်အခုလိုဗီဒီယိုလေးကိုအဆုံးထိကြည့်ရှုပေးခဲ့ကြတဲ့ပရိသတ်များလည်းမိဘအပေါ်တည်တတ်တဲ့သားသမီးများဖြစ်ပါစေလို့ဆုတောင်းပေးလိုက်ပါရနော်